ကောင်းကင်ကြီးပွင့်သွားတဲ့အချိန်မှာကျွန်တော်အသက်25နှစ်ရှိပါပြီ။ဘာလဲအိုဖျားကြီးအပေါ်ဘက်မှာဘာတွေဖြစ်နေတာလဲအဲ့ဒီဂျိုအဲ့ဒီအရာကကောင်းကင်မှာပေါ်လာတဲ့အခါဘာတွေဖြစ်နေလဲဆိုတာဘယ်သူမှနားမလည်ကြဘူးကျွန်တော်တို့ကဂျိုသိန်းဂျိုမွားကျေတကွန်လို့ထင်ခဲ့ကြတယ်တိတ်ပံပညာရှင်တွေကပလန်ဆွဲငင်အားတိုက်မိမှုအကြောင်းပြောခဲ့ကြတယ် We thought it was an asteroid, maybe a comet. Scientists talked about ဒီအလင်းအမြန်ပြောင်းလဲနေတဲ့အခြေအနေကိုစောင့်ကြည့်နေချိန်မှာဒီညမှာအထူးသတင်းတွေထွက်ပေါ်လာပါတယ်9နှစ်ကြာခဲ့တဲ့ရှာဖွေတွေ့ရှိချိန်ကနေ9နှစ်ကြာတဲ့အထိ5 years 9နှစ် theory 9ခုထိတ်လန့်မှုတွေတိုးပွားလာနေတယ် 5 years of theories အစိုးရတွေကကြောက်ရွံ့နေတဲ့လူတွေကိုညှိတက်အောင်ကြိုးစားနေကြတယ်ဒါပေမဲ့ဘာမှမပြင်ဆင်ပေးခဲ့ဘူး Nothing prepared us for what was to come ဒါပေမဲ့ဘာမှမဖြစ်သေးတော့လူသားတွေဟာနောက်ပိုင်းမှာအဲ့ဒီကြီးမားတဲ့ဂျိုးရဲရှိနေခြင်းကိုကျင့်သားရလာခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့မှားသွားတယ်တိုင်းမိမှုအကြောင်းမဟုတ်ဘူးချိတ်ဆက်မှုအကြောင်းပါပြီးတော့တနေ့မှာအဲ့ဒီချိတ်ဆက်မှုဖြစ်ပျက်ခဲ့တယ်ကောင်းကင်ကြီးပွင့်သွားတယ်အဲ့ဒီဂျိုကတကားပေါက်တွေကိုဖွင့်လှစ်ပြီးတရိတ်ဆန်ဆန်နဲ့လူသားပုံစံအေယာမလူသားတွေကိုကျွန်တော်တို့စီယူဆောင်လာခဲ့တယ်ကျွန်တော်တို့တတိလစ်သွားကြတယ်စစ်တပ်ကစူးစမ်းပေမဲ့အေယာမလူတွေဟာတယောက်ပြီးတယောက်ဆင်းလာနေကြတယ်တယောက်ထက်တယောက်ပိုကြောက်စရာကောင်းလာတယ်ကျွန်တော်တို့အခွင့်အရေးမရခဲ့ဘူးနောက်ဆုံးနည်းလမ်းအနေနဲ့နိုင်ငံတချို့ကနျူကလ িয়ার လက်နက်တွေကိုအသုံးပြုခဲ့ကြတယ်ဒါပေမဲ့အလုံးမဖြစ်ခဲ့ဘူးအဲ့ဒါကကျွန်တော်တို့ရဲ့ယဉ်ကျေးမှုရဲ့ကြံပိုင်းတွေကိုအဆုံးသတ်သွားစေခဲ့ပြီးကဘာကြီးကိုသူတို့လက်ထဲအပြည့်အဝထားခဲ့တယ် And that finished off the rest of our civilization leaving the world entirely to them. အဲ့ဒီနေ့ကစပြီးအနှစ်90ကြာခဲ့ပါပြီဒီရိတ်တွေထဲမှာတောင်တွေထဲမှာနှဆိုင်တဲ့ကူတွေထဲမှာကဘာမြေကိုလွှမ်းမိုးထားတဲ့တရဝရီစီကနေကြွတ်တွေလိုပုံအောင်ကအနှစ်90အသက်ရှင်ခဲ့တဲ့ rats from the creatures that now dominate the surface. လူသားတွေဟာနောက်ပြန်ဆုတ်သွားတယ်အလုပ်လုပ်တဲ့နည်းပညာတွေမရှိတော့ဘူးမြို့တွေမရှိတော့ဘူးယဉ်ကျေးမှုတွေမရှိတော့ဘူးရှင်တန်ယုံပဲရှိတယ်တစ်နေ့ပြီးတစ်နေ့ one day at a time high on a mountain we established a village တောင်ပေါ်မှာကျွန်တော်တို့ရွာတရွာကိုတည်ထောင်ခဲ့တာအတော်ကြာပြီးတိတ်ဆိတ်ငြိမ်သက်တဲ့ရွာဒီမှာကျွန်တော်တို့ပုံအောင်နေထိုင်ပေမဲ့လုံခြုံစွာနေထိုင်နိုင်ဖို့ကြိုးစားကြတယ်တည်ထောင်သူတွေကဒီနေရာကိုဖြူဟာကြရွေးချယ်ခဲ့ကြတယ်မီတာ200အမြင့်မှာဆင်းသက်လာသူအများစုစီကနေလုံခြုံမယ်လို့သူတို့ထင်ခဲ့ကြတယ်တင်းငယ်တဲ့အကောင်တွေကကောင်းကောင်းမတက်နိုင်ဘူးအလက်စားအကောင်တွေကခက်ခဲတဲ့မြေပြင်တွေကိုစိတ်မဝင်စားကြဘူးပြီးတော့အေယာမအကောင်တွေကတော့အရန်နေတယ်သူတို့ဒီကိုဘယ်တော့မှမရောက်နိုင်ဘူးအဆုံးတော့သူတို့ယုံကြည်တာကအဲ့ဒါပဲ never reach here at least that's what they believed ဒီမှာ32ယောက်တက်ရှင်နေထိုင်ကြတယ်တစ်သားနဲ့ကြောက်အိမ်လေးတွေထိန်းချုပ်ထားတဲ့မီးတွေပုံမှန်အခြေအနေနဲ့စင်တူတဲ့အရာတစ်ခုကိုတိစောက်နိုင်ခဲ့တယ် The name is no accident silence အတိုက်ဝန်းတစ်ခုတိတ်ဆိတ်မှုကရှင်သန်မှုပါရွာလေးဟာကျူးကျော်ဝင်ရောက်လာတဲ့ဂျိုးရဲ့အနီရောင်လင်းအောက်မှာတဖြည်းဖြည်းအိပ်ပျော်သွားတယ်မိုးကုတ်ဆက်ဝိုင်းပေါ်မှာရွှေရှားလာတဲ့အေယာမအရေးကြီးကိုဘယ်သူမှသတိမထားမိကြဘူးခေဟာတုံခါမှုတွေကိုခံစားပြီးနိုးလာတဲ့တုံခါမှုချန်နေလိုက်တဲ့ခြေတံတွေကိုမှတ်မိပေမဲ့တခုခုတော့ကွဲပြားနေတယ်အရန်ပြင်းထန်လွန်းတဲ့မိုးကုတ်ဆက်ဝိုင်းမှာဂျိုဘော်ကဆင်းလာတဲ့အကြီးဆုံးမျိုးစားနှိပ်ကွေးပြီးလေးလံပေမဲ့လုံးဝကြီးမားတဲ့ခြေလမ်းတိုင်းဟာမီတာပေါင်းများစွာခြေလျားပြီးတိတ်ဆိတ်တဲ့ရွာစီကိုတက်လာနေတဲ့ Each step covers dozens of meters and it's coming directly towards silent တိတ်ဆိတ်တဲ့ထိတ်လန့်မှုတွေပြန့်နှံ့သွားတယ်မိခင်တွေကကလေးတွေကိုစုပ်ကင်ထားတယ်မျိုးသားတွေကအသုံးမဝင်တဲ့လက်နက်တွေကိုစုပ်ကင်ထားတယ်က ကြီးကအေယာမတတဝါကြီးဟာနီးကပ်လာပြီးသူတို့စီကိုဥတီလာနိုင်တဲ့အတွက်ကိုကောက်ွယ်ဖို့အဲ့ဒီကနေမြင်ထွက်သွားဖို့အသင့်ပြင်ထားဖို့လိုအပ်တယ်လို့ဆိုင်းရကိုပြောပါတယ်ရွာတွေကလူတိုင်းဟာလှုပ်ရှားမှုမရှိဘဲအေယာမတတဝါကြီးကိုသာထိတ်လန့်တကြားကြည့်နေမိကြတယ်